အပိုင်းဆက်ကိုရဲ့အစမှာတော့တိုင်တန်မက Aaron တို့တော့ကိုထက်ချက်မကွာပြေးလိုက်နေပါတယ်အနားကိုလာတိုက်တဲ့ကင်းတော့တပ်သားတွေလည်းတိုင်တန်မရဲ့တိုက်ခတ်မှုကြောင့်တယောက်ပြီးတယောက်သေဆုံးကုန်ပါတယ်လီပိုင်ကတော့ဒီငိမ်နေပေမဲ့ကျန်တဲ့သူအလုံးကပြန်ပြီးတိုက်ခိုက်ချင်နေပါတယ်ဒီတိုင်းဆက်သွားရင်ဘလို့မှမလွတ်နိုင်တော့တာမို့လို့လီပိုင်ရဲ့အမိန့်ကိုတောင်းခံနေကြပါတယ်လီပိုင်ကမင်းတို့နားတွေပိတ်ထားဆိုပြီးအတန်မုန်းဖောက်လိုက်ပါတယ်အလုံးနားတွေဥသွားကြပေမဲ့တိုင်တန်မကိုတော့ထင်သလောက်မရက်တတ်နိုင်ခဲ့ပါဘူးလီပိုင်ကအရေးကြုံလိုက်ရင်သူပြက်နေကြဘူးပဲလားမင်းတို့တာဝန်ကဒီကောင်လေးကိုမဲ့တပေါက်မဆုံးအောင်ကာကွယ်မှုပဲငါလည်းအသက်ပါတယ်ကြောက်နေဖို့အချိန်မရှိဘူးဆိုပြီးပြောလိုက်ပါတယ်အားလုံးပဲရှေ့ဆက်သွားကြမယ်နားလဲကြလားလို့လှည့်ငေါလိုက်မှာ Aaron ကလွဲပြီးကျန်တဲ့သူတွေအားလုံးတည်ငြိမ်သွားပါတယ် Aaron ကတော့တိုက်ပွဲအတွေ့အကြုံမရှိတာကြောင့်မတည်ငြိမ်နိုင်သေးပဲဒီတိုက်တန်မကိုလီဗိုင်တို့အဖွဲ့ကမှမတိုက်ရင်ဘယ်သူမှတိုက်နိုင်မှာမဟုတ်ဘူးတယောက်သေးနေတာကျွန်တော်တို့မှကဲဖို့ခွင့်ရရှိရလေဗျာလို့ငိုတန်ကြီးနဲ့အောနေပါတယ် Aaron ပြောသလိုတိုက်တန်မကိုဘယ်လို့မှတိုက်ခိုက်ကြလို့မရပါဘူးတိုက်တန်မရဲ့လှုပ်ရှားမှုကခံမန်းလို့မရသလိုမြန်လဲမြန်ပါတယ်ဘလို့ပြောလီဗိုင်ကပြန်မဖြေတော့ပဲရှေ့ကိုပဲသွားနေတာကြောင့်မလို့ဓာတ်ကိုတင်းလိုက်ပြီးတိုက်တပုံပြောင်းတိုက်ခတ်ဖို့ကိုရွေးချယ်လိုက်ပါတယ်လက်ကိုကိုက်ပြီးတိုက်တန်ပုံပြောင်းကနီးမှာပက်ထရာကရက်လိုက်ဖို့ပြောလိုက်ပြီးနင်းအသက်အနေအကျုံမှာတိုက်တန်ပြောင်းဝင်ရှိရဲဆိုပြီးဂရီးပြူထားတာမေ့နေပြီလားလို့ပြောလိုက်တဲ့အချိန်မှာတွေးဝေသွားပြီးလီဗိုင်ကမင်းလှုပ်ချင်နေဆိုရင်လှုပ်ပြလိုက်ငါပြောလို့ရတာတခုတော့ရှိတယ်မင်းဆိုရဲစာအုပ်ကတကယ်မကောင်းဆိုးွားပဲတိုက်တန်အဆန်းရှိလို့မကောင်းဆိုးွားလို့ပြောတာမဟုတ်ဘူးငါတို့တွေဘလောက်ဖိအားပေးပြီးမင်းဆိုရဲစာအုပ်ကဘသူစကားမှနားထောင်မှာမဟုတ်ဘူးမင်းနဲ့ငါတို့မှာအတွေ့အကြုံကွာခြားမှုရှိတယ်ဒါပေမဲ့မင်းသဘောတိုင်းလုပ်ခွင့်ရှိတယ်မင်းကိုမင်းယုံကြည်မလားအသက်ပေးနေတဲ့ကင်းတော့တက်ငါတို့ကိုယုံကြည်မလားဆိုပြီးပြောလိုက်ပါတယ်ငါကတော့မသိဘူးအချိန်နေဘလို့ဖြစ်သွားမယ်ဆိုတာကိုလည်းဘယ်သူမှမသိကြဘူးဒါကြောင့်နောင်တရတာအ ਨੇ ဆုံးဖြစ်နိုင်မယ်လမ်းကိုသာရွေးပါလို့ပြောလိုက်မှ Aaron တွေးဝေသွားရပြီးကင်းတော့တက်ကိုစဝင်နေတဲ့အချိန်တွေကိုပြန်အမှတ်ရသွားပါတယ်ပုံဆွဲတော်တဲ့လီပိုင်က Black Bolt မှာပုံဆက်ပြပြီးမင်းတိုက်တယ်မမပြောင်းအောင်လုပ်တဲ့နီးဆိုမင်းကိုတေလောက်အောင်ခုတ်ပစ်တဲ့နီးပဲရှိရဲ့အဲ့နီးကမင်းကိုထိခိုက်မှုအတော်လေးရှိနေမဲ့တပ်ဖွဲ့ရဲ့အရေးချင်းပေါ်မှာလည်းမူတည်နေသေးတယ်ဒီကြံကိုတိုက်တန်ရဲ့ဂုတ်ဘိုးကိုခုတ်ပြရတယ်ဆိုတာကနေလာခဲ့တာမင်းရဲ့လက်တီချီတွေကိုခုတ်ပြလိုက်ရင်တော့ပုတ်တင်ညိုလိုပြန်ပေါက်လာအောင်ပါပဲလို့ပြောတော့ Aaron ကလက်တီချီတွေကပြန်ပေါက်မပေါက်မသေးကြလို့အခြားနည်းလည်းမရှိဘူးလားလို့လီပိုင်ကိုမေးလိုက်ပါတယ်အဲ့ဒါဆိုရင်မင်းကိုမင်းတိုက်တန်မပြောင်းမိအောင်ယူဆိုင်တိုက်တန်မုံပြောင်းမိငါတို့ကိုထိရအောင်လုပ်ရင်တော့အတနီးပဲရှိတယ်လို့ဖြေလိုက်ပါတယ်အဲ့နောက်ဟန်ဂျီကစမ်းသပ်မှုပြုလုပ်ဖို့အတွက် Aaron ကိုရေရင်းပြတ်တဲ့ဆင်းပြီးတိုက်တန်မုံပြောင်းခိုင်းကြည့်ပါတယ်ဆင်းနေဖြစ်ရင်မင်းဆင်းလို့ရပြီလို့ပြောပြီး Aaron ချက်ပြမီကိုမြင်တာနဲ့တိုက်တန်မုံပြောင်းလို့ရပြီလို့ပြောပြီး Aaron လည်းရေရင်းပြတ်တဲ့ကိုဆင်းသွားပါတယ်တတိုင်းကိုပိတ်ပြီးတဲ့ကတိုက်တန်မုံပြောင်းပြီးထိန်းချုပ်ကြည့်တာမျိုးကိုတခါမှမလုပ်ဘူးသေးပါဘူး Aaron ကထိန်းချုပ်လို့မရရင်လီဗိုင်တို့အဖွဲ့ကတပ်ပစ်တာမျိုးအထိဖြစ်လာနိုင်တာမို့လို့ရေရင်းပြတ်ထဲမှာ Aaron စူးစမ်းကြည့်ရပါတော့မယ်အချက်ပြမီကိုမြင်လိုက်တော့လက်ကိုကိုက်ပြီးတိုက်တန်မုံပြောင်းမှုပြင်လိုက်ပါတယ်အပေါ်ကနေစောင့်နေတဲ့ဟန်နီကမီကိုမမြင်လို့များလားဆိုပြီးလီဗိုင်ကိုပြောလိုက်ပါတယ်လီဗိုင်ကတော့သူ့ဆွမ်းကထင်သားသလိုအလုံးမဖြစ်တာမျိုးဖြစ်လောက်တယ်ဆိုပြီး Aaron ကိုဒီလောက်နဲ့နားလဲအောင်လို့ဆိုရေရင်းနဲ့ကတက်ခဲလို့ပြောရင်အောက်ကိုငုံကြည့်လိုက်ပါတယ် Aaron ကတော့လက်နှစ်ဖက်လုံးကိုကိုက်ထားပြီးလက်မှာဒဏ်ရာတွေနဲ့သွေးတွေပီကျန်းနေပါတယ်ဒီလိုနဲ့ညနေဘက်လက်ဖေးတောင်းနေကြတော့မှလီဗိုင်ကမင်းလက်ပြန်မကောင်းသေးဘူးလားဒီလိုသာတိုက်တမုံကိုမင်းမပြောင်းနိုင်ခဲ့ဘူးဆိုရင်မာရီယာတတိုင်းကိုပြန်အောင်မဲ့အကြံကလည်းအလကားဖြစ်သွားတော့မယ်လို့ပြောလာပါတယ်မင်းကိုပေးထားတဲ့အမိန့်တိုင်းသာတိုက်တမုံရအောင်ပြောင်းလို့အမိန့်ပေးလိုက်ပါတယ်Aaron ကိုတော့ကျန်တဲ့သူတွေကစိတ်မပြတ်ဖို့အားပေးနေကြပြီး Aaron ကနားထောင်ရင်းနဲ့လက်ဖေးရည်မွေးကိုဇုံးကိုကောက်ခိုင်းလိုက်တဲ့အချိန်ကျမှကိုက်ထားတဲ့ဒဏ်ရာတွေကြောင့်အောက်ကိုပြုတ်ကျသွားပါတယ်။ပြုတ်ကျသွားတဲ့ဇုံးကိုကောက်လိုက်တဲ့အချိန်မှာပဲရုတ်တရက်တိုင်တန်ပုံပြောင်းသွားတော့သူတို့ထိုင်းနေတဲ့သူတွေအကုန်လွတ်ကုန်ပါတယ်။ Aaron ကတော့မပြီးပြည့်စုံသေးတဲ့တိုင်တန်ကိုရဲကနေပြီးလက်ကိုဆွဲထုတ်နေပါတယ်။ထိုချိန်မှာပဲစိတ်ကိုအေးအေးထားဆိုတဲ့လီဗိုင်ရဲ့အတန်ပေါ်လာတာကြောင့်ဘိုးကြီးကျွန်တော်လိုရှင်းပြမလို့လှည့်ကြည့်လိုက်စင်မှာပဲလီဗိုင်ကသူ့တပ်သားတွေကိုပြောနေတာပဲဖြစ်ပါတယ်။ Patra နဲ့ဘိုးဇက်တို့ကဓာတ်ထုတ်ပြီး Aaron ကိုစိတ်တူနေဟန်နဲ့ကြည့်နေကြပါတယ်။တောထဲကိုသွားနေတဲ့ဟန်ဂျီကပြန်ရောက်လာပြီး Aaron ကိုမြင်လိုက်ရကြောင်းထပါခုံပြီးပြောနေပါတယ်။ဘိုးဇက်တို့ကတော့မင်းမလုပ်တာလေအခုရှင်းပြတယ်ဆိုပြီး Aaron ကိုရန်လုပ်နေကြပါတယ်။ရန်သူမဟုတ်ဘူးဆိုတဲ့တတိပြတဲ့ဘာညာအော်နေတော့မှ Aaron စီကိုဟန်ဂျီကပြေးလာပြီးတိုက်တန်ရဲ့ကိုယ်တွေကိုကန်ကြည့်လို့ရမလား။ထိယုံလေးထိကြည့်မယ်နော်ဆိုပြီးအေးပြားမပါတဲ့တိုက်တန်ကိုယ်တွေကြီးကိုကန်ကြည့်လိုက်တော့ပူရဲဆိုပြီးနောက်ဆုတ်သွားပါတယ်။ Aaron ကလက်မြုပ်နေတာကြီးကိုဆွဲထုတ်လိုက်တော့ဟန်ဂျီကအလောကြီးဘာလို့ဆွဲထုတ်လိုက်တာလဲစမ်းသက်ရအောင်မယ်လေဆိုပြီးနှမျောတဲ့ပုံစံကြီးနဲ့ပြောနေရင်ပဲတိုက်တန်ရဲ့လက်ချောင်းထိပ်မှာရှိတဲ့ဇုံးကိုတတိထားမိသွားပါတယ်။တိုက်တန်ပုံပြောင်းလိုက်ရလို့မောပန်းနေတဲ့ Aaron ကိုတတ်တာရလာလို့မေးနေရင်လည်းညနေခင်းကအဆင်ပြေပြေနဲ့ပဲကုံဆုံးသွားပါတယ်။ညရောက်တော့ Aaron နဲ့ Levi နှစ်ယောက်တည်းစကားပြောကြပြီး Aaron ကတော့သူ့ကိုဓာတ်နဲ့ချိန်လိုက်လို့စိတ်မကောင်းဘူးလို့ Levi ကိုပြောလိုက်ပါတယ်။ Levi ကလည်းတိုက်ပွဲတွေကြောင့်ဒီလိုပုံစံဖြစ်လာပြီးအကျဉ်းသားတွေကင်းမဲ့တယ်လို့ပြောလို့မရသလိုအဲ့အချိန်တုန်းကလည်းသူတို့စိတ်ထဲမှာဘာမှရှိမနေဘူးလို့လည်းဆိုလို့မရပါဘူးလို့ဖြေလိုက်ပါတယ်။ထိုချိန်တပ်သားတယောက်ကအမဟန်ကြီးကတွေးဖို့ပြောလို့ဘိုးကြီးတို့ကိုလာခေါ်တာပါလို့လာပြောလိုက်တော့လိုက်လာကြပြီးဇွန်လေးကိုထုတ်ပြလိုက်ပါတယ်။ Aaron ရဲ့ညာဘက်လက်ဟာတိုက်တန်လွင်ပြောင်းသွားတဲ့အချိန်မှာဇွန်လေးကိုကင်ထားခဲ့ပြီးတီးတီးကြီးကြပြောရရင်ဒီလိုမျိုးလက်ညှိုးလေးနဲ့လက်မလေးညက်ပြီးကင်ထားခဲ့တာမလို့မတော်တဆတိုက်တန်အသွင်ပြောင်းလိုက်တယ်လို့ဟန်ကြီးကသူ့ရဲ့ထင်မြင်ချက်ကိုထုတ်ပြောလာပါတယ်။ဘာကြောင့်လဲမသိပေမဲ့တိုက်တန်ကထွက်နေတဲ့အပူနဲ့ဖီအားကဇွန်ပေါ်မှာတက်ရောက်မှုမရှိခဲ့ပါဘူး။နေရောတခုခုမှတ်မိသေးလားလို့ Aaron ကိုမေးလိုက်ပါတယ်။ဇွန်ပြုတ်ကြလို့ကောက်ဖို့လုံရင်းနဲ့ကျွန်တော်ညာဘက်လက်ကပုံပြောင်းသွားတာပါလို့ဖြေလိုက်တော့ဒါကြောင့်ဆန်းသမ်းမှုပြုလုပ်နေတော့မှနင်ပုံမပြောင်းနိုင်တာဖြစ်မယ်။တိုက်တန်တွေကိုတတ်မယ်အမြောက်ဆန်ပစ်တာကိုကားမယ်ကြောက်တုံးကြီးကိုမမယ်အဲ့လိုတီးကြတဲ့ရီမန်းချက်ရှိမှတိုက်တန်ပုံပြောင်းနိုင်မယ်ထင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ဆိုတော့ကနင်းကိုထိခိုက်အောင်လုပ်ရုံနဲ့တော့ပုံပြောင်းမှုဆိုတာမဖြစ်နိုင်သေးဘူး။နင်းမှာရီမန်းချက်လေးရှိဖို့လိုတယ်ထင်တယ်ဒီတော့မှ Aaron ကရည်ရွယ်ချက်ရှိနဲ့တိုက်တန်ပုံပြောင်းခဲ့တယ်မဟုတ်ဘူးဆိုတော့အဖွဲ့သားတွေနားလည်သွားပြီးသူတို့ရဲ့ Aaron ပေါ်မှားရဆွဆွဲခဲ့တဲ့အတွက် Aaron ပုံပြောင်းကနီးမှာလက်ကိုကိုက်တယ်လို့ကိုက်လိုက်ကြပြီး Aaron ရဲ့နာကျင်မှုကိုထပ်တူခံစားလိုက်ကြပြီးတောင်းပန်လာပါတယ်
ပက်ထရာကရုတ်တရက်မှကြောက်လန့်သွားပြီးတုံ့ပြန်လိုက်တာကိုခွင့်လွှတ်ပြီးအဖွဲ့သားတွေပေါ်အပြည့်အဝယုံကြည်ပေးပါလို့ပြောရင်းနဲ့ပဲအဲရန်ရဲ့ဆုံးဖြတ်ချက်ကလည်းအဖွဲ့သားတွေပေါ်မှာအပြည့်အဝယုံကြည်လိုက်မယ်ဆိုပြီးရှေ့ကိုဆက်သွားဖို့ပဲရွေးချယ်လိုက်ပါတယ်တိုက်တန်မစီဝင်ချနေတဲ့တပ်သားတွေကတော့တယောက်ပြီးတယောက်သေဆုံးနေကြပြီးတိုက်တန်မကအချိန်တင်ပြေးလိုက်နေတော့မှာပဲအနောက်ကအသေးခံပြီးတိုက်ခိုက်နေကြတဲ့တပ်သားတွေကိုတောင်းပန်ပါတယ်လို့အော်ရင်လီပိုင်းကိုကြည့်လိုက်တော့တည်ငြိမ်နေပြီးအရှိကိုသာကြည့်နေပါတယ်ကျန်တဲ့သူတွေကလည်းဗိုလ်ကြီးလီပိုင်းကိုအပြေးအဝယုံကြည်ထားကြပြီးငါကိုယ်တိုင်လည်းယုံကြည်ရမယ်လို့တွေးရင်းနဲ့ပဲတိုက်တန်မမိတော့မယ့်အချိန်မှာပဲအသင်းဆောင်နေတဲ့ဗိုလ်ကြီးအောင်ဝင်တို့ကကျိုးပါတဲ့အချုံတွေတက်ထားတဲ့အမြောက်တွေနဲ့တိုက်တန်မကိုပစ်လိုက်ကြပါတယ်တပြိုင်နက်အချက်အရာကျော်ပစ်လိုက်တာကြောင့်တိုက်တန်မချုပ်ခံလိုက်ရပြီးအဲရန်တို့ကတော့လွတ်မြောက်လာကြပါတယ်လီပိုင်းကအရှိကိုနည်းနည်းထပ်သွားပြီးတာနဲ့ 3D ဂီယာကိုပဲဆက်သုံးကြအဲဒိုမင်းကအဖွဲကိုဦးစီးပြီးအခြေအနေကိုကြည့်လို့ရှာဒီတိုက်တန်မနဲ့အဝေးရောက်ပြီးဆိုအဲရန်ကိုဖွက်ထားလိုက်တော့ငါမင်းကိုလည်းယူသွားလို့အမိန်ပေးပြီးလီပိုင်းက 3D ဂီယာနဲ့ထွက်သွားပါတယ်အခုမှကဗိုလ်ကြီးအောင်ဝင်ရဲ့အကြံစီကတိုက်တန်မကိုအရှင်ဖမ်းမှုဆိုတာကိုနားလည်သွားကြပြီးကင်းတော့တိုက်ရဲ့အစွမ်းအစကိုမင်းမြင့်ပြီးလားလို့တယောက်တစ်ပတ်အားချောင်နိုင်ကြပါတော့တယ်အောင်ဝင်းစီလီဗန်ရောက်လာတော့ဒီကောင်ကြီးကိုဒီထိမြောက်ခေါနိုင်လို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်မယုံနိုင်တော့တဲ့တိုက်တန်မကိုကြည့်ရင်ဒီကောင်မကိုမိကိုတက်စိတ်တစိတ်စာရင်းခဲ့ရတာအခုတော့ဒီထဲမှာဘယ်သူရှိလဲဆိုတော့သိရတော့မယ်လို့ပြောနေကြရင်လည်းပဲစီဇန်1ရဲ့အပိုင်း19ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်